အိမ်ထဲမှာရှိတယ်ပေါ့နော်ဒီအိမ်ထဲရှိတယ်ကိုတလာချင်းစီလိုက်ပြောင်းနေတော့လားတမပေါ့နော်တလာချင်းစီလိုက်ပြီးတော့သူကလိုက်ပြောင်းပါအဲ့လိုမျိုးတစ်ခုချင်းစီလိုက်ပြောင်းပါတယ်မှာဆို12ရွက်ဆိုရင်12လပေါ့နော်12လအဲ့လိုမျိုးလိုက်ပြောင်းတယ်တစ်ခုချင်းစီလိုက်ပြောင်းပေးရမှာအဲ့လိုမပြောင်းချင်ဘူးတခါတည်းပဲရှိကိုအကုန်လုံးအော်တိုပြောင်းပြီးသားဖြစ်တော့ပြီးတော့ဒီပဲနဲ့သုံးမယ်အဲ့လိုသုံးဖို့တဲ့အရင်ဆုံးမလုပ်မယ်ဆိုတော့စာရွက်လေးတစ်ရွက်ကနေအသစ်ပြန်ပြောပြပေးပါမယ်အဲ့တော့ဒီပေါ်မှာဒီကနေပြီးတော့မန်ဆိုပြီးတော့ရိုက်ထည့်မန်ရိုက်ထည့်မယ်ပြီးရင်လားတွေရိုက်မယ်ပြီးအောက်ကို12လဆွဲချလိုက်ဆက်ချယူရရင်ဒါတွေအကုန်လုံး selection ပေးမယ်ဝင် insert ထဲကနေပြီးတော့ဒီ pivot table လေးပေါ့နော် pivot table လေးကိုရွေးကြောက်ရင်ပေါက်ကြလာလိမ့်မယ်ဒီပေါက်ကြလာလို့ရှိရင် exact worksheet လေးကိုမှန်လေးချင်းပြီး location တွေမှာနေရာတစ်ခုရွေးပေးလိုက်ပြီး okay လို့ခေါ်အဲ့တော့ဒီဘေးမှာကြာလာပြီကြာလာရင်ဒီ man ကိုဒီ filter တွေကိုဆွဲထည့်လိုက်ဒီလိုပေါ်လာလိမ့်မယ်ပေါ်လာတဲ့လေးကိုမြောင်လေးနဲ့ထွက်ပြီးသွားတဲ့အခါကျလို့ရှိရင်ဒီ pivot table ရဲ့အောက်မှာ option လေးရှိတယ်အဲ့ဒီ option လေးကိုထပ်နှိပ်ပြီးသွားရင် show report filter page ဆိုတာလေးကိုနှိပ်လိုက်မယ်ပေါက်လေးကြာလာလိမ့်မယ်ပေါက်လေးကြာလာရင် okay လို့ခေါ်လိုက်အောက်မှာ12လအပြည့်ပေါ်သွားပါလိမ့်မယ်နော်ဒီအောက်မှာ12လအပြည့်ပေါ်သွားပါလိမ့်မယ်နော်